ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေစီးလုံးမှုအချိန်တန်ပြန်မစီးလုံးရင်သာသနာပျောက်ပြီးလူမျိုးပါပျောက်ဖို့ကြုံရတယ်ကြောက်စရာပါလားဗုဒ္ဓဘာသာမြန်မာလူမျိုးစီးလုံးကြဖို့အချိန်တန်ပြန်မစီးလုံးရင်သာသနာပျောက်လူပြောင်းမှာစိုးကြောက်စရာမျိုးပြောင်းမှာစိုးကြောက်စရာဖြစ်တဲ့တက္ကသိုလ်ကိုတည်ပြီးတော့21ရာစုပေါင်းကြည့်ပါ963လုံးရဲ့အထိပ်ပဲ21ရာစုလို့အတိအကျသိရမယ်21ရာစုပုံမှာဗမာလူမျိုးပြောင်းလို့ကိုကြီးရွယ်ထားတဲ့ရှိရွယ်ချက်ကသူတို့လူမျိုးရောက်ဖို့တဲ့ဒီအချိန်မှာတွေ့ရနိုင်မယ်တနိုင်ငံလုံး986ငါတို့ဗမာလူမျိုးပြောင်းကြံစီလိုက်မယ်သူတို့နောက်ဒီအချိန်ဗမာတွေကကြောင်ကက်စီလုံးကြီးကျိုးစားတဲ့မွတ်စလင်တွေထောင်တက်အင်အားများရင်ဆင်နွှဲလိုက်မယ်စစ်ပွဲနဲ့ပဲကြီးခတ်ငငယ်တန်းကလေ့ကျင့်ထားတဲ့ဘာသာဆဆတဲ့ဖြက်ကလေးအင်တက်လူကြီးချင်းတက်သုံးဖို့တပုံအများမများတော့တနိုင်ငံလုံးပဲပြက်ဒီဖြစ်ရက်တကယ်ကြီးတွေဖြစ်ခဲ့ပြန်နိုင်ငံနဲ့အတိအကျပြောတော့အာဖဂန်နစ္စတန်ငါတို့စီလည်းတိတ်မကြဘူးရောက်လာလိမ့်မယ်ကြောက်တယ်ဆိုရင်ကိုယ့်ဘာသာကိုစောင့်လာထိန်းတယ်ပတ်စံဘလောက်ကြီးချမ်းသာလက်မထက်ကြနဲ့လက်ထက်လိုက်ရင်လက်ကိုခေါ်မယ်အမျိုးပြတ်မှာတယ်နေယူပြီးရင်တော့ဝင်ရမှာကမွတ်စလင်ဇက်တဲ့ဒီအချိန်မှာကြုံတွေ့ရမယ်ပူပင်းနဲ့ကြက်တဲ့ဇက်နဲ့ပြောလို့မရတဲ့အခါမိသားစုကဝိုင်းပြီးကြအသားနာလို့မခံနိုင်တော့မွတ်စလင်ဇက်ထဲဝင်လာမြန်မာလူပေါင်းကလေးများချမ်းသာတဲ့ဆန္ဒတွေကိုသိခါနဲ့ထိတယ်။တိုင်းသားတွေမှာမွတ်စလင်ဆိုတာတယောက်မှမပါဘူး။ဒါကြောင့်ငါတို့ပြည်မှာမွတ်စလင်တွေရှိမနေသင့်ဘူး။ငါတို့ပြည်မှာနေပြီးတော့တို့လူမျိုးကိုတော့ခိုင်မာတော့ကချမ်းသာလာတော့မျိုးလေပေါ်မှာမော်ကြွ။ငါတို့ပြည်ရဲ့အရက်ဆုံးတွေတိုက်ဆောက်ကတိတက်ကြွနေအပြတ်ဆုံးရဲ့ဆေးတော်ကိုချိုးပလီစက်တာသူတို့ပလီကပြန်လဲပြီးတဲ့ထောက်ပံ့ကြီးကရှိပြီးသားဓမ္မမင်းကလေးကိုယူနိုင်ရင်တော့လာစီအေးစေးစားငါတို့ပြည်တဲ့ပတ်စံတွေကြောင့်ငါတို့လူကိုဒုက္ခရောက်မွတ်စလင်တွေမှာဝေသေးဝင်နေအဲ့ဒီလူကသစ္စာပေါ့ကိုလူမျိုးပဲကိုပေးမှာပေါ့ငါတို့တွေရဲ့အမျက်ဆုံးမေကျော်ပြီးဘိုးတော်မလုံးနဲ့ပြောလိုက်စားလာမှာတွေပေါ့ဒီတဲ့ချင်းက986တိုက်ခိုက်နေတာမဟုတ်ဘူးဒီကြောင့်မသိတဲ့ရန်တုံမှန်းတို့ပေါက်ပြတယ်လည်းမဟုတ်ဘူးအဓိကကကိုယ်ချန်စီကိုကိုလုံးအောင်ပါဝင်ထားခလေးတွေရဲ့ရင်ထဲကိုလည်းဘာသာရေးကြီးထည့်ပေးကြဒါနဲ့ကိုထုတ်နေကြဒီလိုတွေကိုဖျားမကြကိုရလိုက်လို့ငွေဖြတ်လိုက်တော့မွတ်စလင်တွေကတိတ်ကြဘာတွေပဲပြက်စီးခဲ့ပြင်ဖို့အချိန်ရှိသေးတယ်စီလုံးမှုအင်အားနဲ့ကာဝယ်ဖို့အစင်တွေးဟဲ့အရေးကြီးရင်သွေးစီးတဲ့ဇက်တော်မှုအထင်မသေးနဲ့ရှေးတော့မှရင်ချင်းမှုနဲ့အစင်လာကိုမြင်သေးတယ်သွေးနဲ့ရေးတဲ့သာသနာကိုထိမ့်သိမ့်လာတဲ့အစင်လာဘိုးလက်ထက်မှာပျောက်ွယ်သွားရင်ယူကျုံမရရင်နာဘာသာတရားကိုထိမ့်သိမ့်လာတဲ့ဘိုးရဲ့အဖို့ဘွားဒုက္ခမှာလည်းမပြောပြအောင်အသက်နဲ့လည်းပြီးကြိုးစားဗုဒ္ဓဘာသာမြန်မာလူမျိုး